အဲ့ဆိုရင်ဒါကကြတော့ဒီလပုံမှာရတဲ့စေ9000ဖို့အလူဒါကြတော့အခုဒီဟာမှာဖန်ဆီးဖို့ဒါလေးကကြတော့လေဟွာနဲ့တစုံပေါ့နော်လက်ဖက်စားစွန်းနဲ့တစုံလောက်တော့ငေါမယ်အခုအနားလေးကြောင့်အဲ့ဒါကိုရေနွေးလေးနဲ့ဖြော်လိုက်ငုံစားလောက်ရေငုံစားလောက်ခမလောက်ထက်ပေါ့အဲ့ဒါကိုငုံထားပြီးပြီဆိုရင်ထွေးပြတရက်ကို2ကြိမ်ဆေးရမှာအဲ့ဒါတွေကရွေးနေလည်းမနန်တော့ဘူးတန့်လာအောင်လို့ဒါကတော့ဖန်ဆီးတာပေါ့နော်ဒါကြတော့အမတို့ဝယ်တဲ့ဟာကြတော့တရားကြတော့ငုံနဲ့လောက်ငုံပြီးဆိုငုံနဲ့ချိန်မှာပြန်ထွေးလိုက်သူကလည်းငုံပြီးထွေးတာပဲသူကလည်းငုံပြီးထွေးတာပဲသူကကြတော့ဒီအညီဟောက်တွေဆေးတာသူကကြတော့ဒီမူတက်ပြီးတဲ့မူဆေးတာခွေးလေးတာမူဆွဲတာပဲပစောင်မူဆွဲတာပဲအဲ့လေးဟိုတာငုံပြီးထွေးနေတောင်းပဲအလေးတာဒါကြတော့ဆေးတောင်းရင်ခါမှာဆိုလို့ခွာလို့ဆေးတောင်းရင်ခါမှာဆိုလို့ဒါလေအချိန်နာရတယ်လေအားတဲ့ချိန်နာလို့ပြီးရင်အတွင်းထဲကိုလည်းတောက်ပေးအတွင်းထဲတောက်ရင်ထမင်းစားတဲ့နဲ့ဇွန်းတစ်နေ့3ချိန်တောက်ပေးရမှာဟုတ်တယ်ထမင်းစားတဲ့နဲ့ဇွန်းတစ်နေ့3ချိန်နှဇွန်းလည်းတောက်လို့ရတယ်နှဇွန်းလည်းတောက်လို့ရတယ်နှဇွန်းတောက်နေပူကောင်းတယ်ဘယ်ချိန်တောက်အစာနဲ့ဝေးတွေကြီးပဲဒါလည်းအစာနဲ့ဝေးပဲအစာနဲ့ဝေးမှလို့ဟုတ်တယ်အဲ့ကြတော့မတော်ကကြတော့ပတ်စံကြတော့လည်းမရှိဘူးဆိုတော့ယောဂမြန်ပြအောင်ကြတော့အစားရှောင်ပြီးမလို့မလဲဆိုတော့အခုကလေဒီမှာလေးပါတယ်စာရွက်ထဲမှာကိုပြောနေတယ်အခုကနည်းနည်းနားထောင်မကလေးတွေလည်းရှိတယ်ကို့အတွက်ဒီမှာဒီမြတ်လည်းစိတ်ဘူးဆေးဘူးလည်းကုန်တယ်ဆိုတော့လည်းနည်းပဲရှောင်လှပိုင်းလေးပဲအမလေးရောင်းရင်အပြက်တာရောင်းလိုက်ပေါင်းမှုလိုက်တယ်အပေါင်းလည်းရောင်းအပြက်တာရောင်းလိုက်ရဲ့အဲ့လေချက်ချင်းလေးရောင်းလို့ရတယ်အခါကျတော့အခုလေတက်တာအမလုပ်ပြီးလို့ရတခုရှိတယ်ဒီကိုတင်းမောအဖိုရွက်ချလိုက်တင်းမောအဖိုရွက်ရဲ့ပြီးတော့တနခါရွက်လေးရဲ့ဩဇာရွက်ရဲ့ပြင်ဆေးဖို့နည်းနည်းထည့်လိုက်ထည့်ပြီးတော့အဲ့ဒီရွက်တွေကိုလည်းနေချလို့ထားလိုက်ပြီးရင်သူ့ကိုလည်းရေနွေးတဲ့ဘူးအမြဲတမ်းတောက်ခိုင်းအမြဲတမ်းတောက်ခိုင်းတစ်ခါတောက်တစ်နေ့ဆိုတဆုပ်ပေါ့နော်တဆုပ်ထည့်လိုက်ရေလောင်းလိုက်တောက်လိုက်တဆုပ်လည်းရေလောင်းတောက်လိုက်အစားလည်းမချောင်ဘူးလည်းလုပ်တယ်ဆိုသူမြန်တက်တာလာမယ်တန့်လေယောဂအဲ့ဒါနောက်တစ်ခုရှိတယ်စေးမင်းရာစာလို့ခေါ်တာလေအရွက်တွေထိနံရွက်တွေလေရှိတယ်အဲ့ထိနံရွက်လည်းရောထည့်လိုက်အဲ့ဒီရွက်ထဲမှာထိနံရွက်အဲ့ဒါလည်းသူကလည်းကင်ဆာဆဲကိုတားထားတယ်သူကဘယ်လောက်ကောင်းမကောင်းပြီးတော့မဟုတ်တာမတားတော့တားနိုင်တယ်သူကကင်ဆာဆဲကိုတန့်ထားနိုင်တယ်အဲ့ဒီစေးမင်းရာစာလေကိုကဆေးရစစ်တိုက်တောက်နိုင်တယ်မတောက်နိုင်လေမတော့အနေထားကြတော့လေကိုကအဲ့လိုဆေးပြတ်သွားခဲ့တယ်ဆိုရင်တော့အဆဲမပွားအောင်လို့အစားနဲ့ထိရင်ဆဲတတ်တယ်ဒီခုနပြောတဲ့အရွက်တွေကလည်းဆဲကိုအနှဲငယ်စီကျစေတယ်ဆဲတဲ့တန့်တယ်ဒါကျတော့မြန်တာပေါ့ဒီကကျတော့ဆဲရတော့မြန်တယ်သူကတော့တောက်နိုင်တဲ့လူဆိုရင်လှနဲ့ပေးလိုက်တာဒါဘယ်နှလအတွင်းအပြည့်အဲ့လိုမျိုးတောက်ရတယ်အဲ့လိုမျိုးကြတာဘယ်လောက်လဲကြတော့လားအမျိုး9ရက်စာဆို9000ရှိတာ9ရက်စာ9000အဲ့လိုပုံမှန်ဝယ်တောက်အောင်အဲ့တော့ကိုကကြတော့လေဒီမန်းစေးလဲဝယ်မတောက်နိုင်ဘူးဆိုတော့ကိုတနခါရွက်တောက်ရတယ်ကြက်ဟင်းခါရွက်ကိုတောက်ရတယ်ကျန်ငါရွက်ကလည်းမန်းနိုင်တယ်ကျန်ငါရွက်နဲ့ဒိုးဆန်နဲ့တောက်ရတယ်အဲ့ဒါမန်းနိုင်တယ်အစားချောင်အညော်ချောင်ပေါ့အဓိကတော့ကိုကမန်းစာတွေဟွာတွေမစားရင်ရပြီအညော်တွေမခံရပြီအညော်ခံမန်းခံတယ်ဆိုရင်တော့ဘာလုပ်တယ်လဲအညော်မခံနဲ့မန်းမခံနဲ့အဲ့ဒါဆိုရင်ရရင်နော်အဲ့လိုရတာရှိရင်ဒီမှာဖုန်းနံပါတ်ပါတယ်ဖုန်းဆက်လို့မေးကျေးဇူးပါခုနကဖုန်းနဲ့ဆက်လာအဲ့တော့ဟွာလေအမလည်းထမင်းဟင်းချက်တဲ့အချိန်ကိုအခုသတိထားကြည့်ပါအရွက်များတာကျွေးသူကမစားဘူးအရွက်မကြိုက်တာလားချင်းဟင်းကစုံရဲ့ချင်းဟင်းချက်ကျွေးရတယ်ကမွန်းချင်းစားရတယ်ဟွာဘောကွာလေဒါဆေးအနေနဲ့စားတာပဲအစားအနေနဲ့တော့မမှတ်နဲ့ကြော်စားလေရနော်ကစုံရဲ့ကြော်မစားနဲ့ချင်းပဲရတာချင်းမကြီးမဲ့နဲ့ချင်းဟင်းလေမကြီးမဲ့နဲ့ချင်းကျိုးတာကစုံရဲ့ချင်းဟင်းတဲ့တယ်ပြီးတော့အဲ့ဒီဟွာဘောနော်အစုံအယိုးနီလေးထညက်နဲ့ကြိုပြီးတော့တောက်လို့ရတယ်အားချီအောင်လေးသွေးလက်တန့်တယ်အဲ့လေးတောက်လို့ရကမွန်းချင်စားရတယ်ပြီးရင်ဟွာစားရတယ်မြင်းခွာရွက်တဲ့တယ်မြင်းခွာရွက်စားရတယ်မတဲ့တာလေပပားမတဲ့တာလားမတဲ့တာကျတော့ဝတ်တာစိတ်တာကြက်တာအမဲတာမုံဒီမိုဟင်းကအာလူမိုမြက်ပဲရလဲအစုံမတဲ့ဘူးပဲဟိုပဲနဲ့တွေပါလေပဲနဲ့လည်းမရဘူးလေပဲကြီးနဲ့လည်းမရဘူးပဲကြီးနဲ့မဟုတ်ဘူးကလေးပဲနဲ့လည်းမရဘူးပြီးတော့အမန်းအားကြီးတာအကောကလေဒီသူ့အကျိတ်ကပိန်သွားလိုက်ရောင်လိုက်ဆိုတာသူအစားမလာတွေညွန်နန္ဒာတွေနဲ့ဆိုင်တာအစားမလာညွန်နန္ဒာနဲ့ဆိုင်တာနော်ဟောတော့ပဲရလည်းမတည့်ပဲရလည်းမတည့်
အဲ့ဒါတဲ့ပါတဲ့ ပဲမတည့်ဘူးနောက်မှ သီးဦးလေရင်ဟိုင်တော့ကြာသူစက်သားတို့ချမောင်ရွက်တို့မုံကြီးလို့အဲ့လိုပဲပြောဘလူးမဲ မုံကြီးကတဲ့တယ်ချင်းမောင်နဲ့စက်သားနဲ့မတည့်ဘူးမုံကြီးကတဲ့တယ်မုံကြီးတဲ့တယ်ဧကရက်တဲ့တယ်ဂွေးတော့တဲ့တယ်အောက်ပန်းဖြူတွေတဲ့တယ်မြင်းခွာရွက်တွေကမွန်းချင်တွေမုံကြီးငားတွေမုံကြီးဖြူတွေအဲ့ဒါတွေတဲ့တယ်ကော်ဖီလုပ်လက်တဲ့ ကော်ဖီထုတ်စားလို့ရတယ်ကော်ဖီပန်းနဲ့ထုတ်နေဆိုရင်ပန်းတိတ်မစားနဲ့ကော်ဖီထုတ်ကြီးရတယ်ပန်းချန်နေလေးဟောလို့ပြီးတဲ့ခါကျတော့ပါရတယ်ဆိုမုံလာဥအဖြူဥနေလည်းရဥဖြူလည်းရတယ်မုံလာဥပေါ့ နောက်မုံနာချင်းလုပ်တဲ့မုံနာ ဟုတ်တယ်မုံလာချင်းကတော့မတည့်ဘူးအချင်းတယ်တာမရဘူးရမုံလာဥပဲရပါအဲ့ဒါကိုမကြီးမနဲ့ချင်းချင်းကြိုလို့ရတယ်ခန်းချင်းလေးနဲ့ချက်စားလို့ရတယ်မုံလာဥလေးဆက်ချင်းချင်းချက်စားလို့ရတယ်သူကငပိကြိုမတည့်ဘူးငပိကိုရတယ်မြင်ငပိကိုရတယ်ငပိကြိုမရတာပြီးတော့ပဲ့ဖို့လည်းမရအောင်နော်အစားနဲ့ရှောင်လိုက်ပါစားလို့ရတယ်ကျင်ငါလေးရတယ်ကျင်ငါရွက်တဟိချက်တောက်လို့ရကျင်ငါရွက်ထောင်းတောက်လို့တော့ရတယ်သူမန်းထားလာတယ်ဆိုရင်ဒိုးဆန်လေးကုံချင်းဆန်လေးဒီလိုမျိုးဒါတော့တရားစရာတော့ဒိုးပြောက်ပဲရှိတော့တာဟိုဒိုးဆန်ကုံသွားလို့ဒိုးတော့ခွဲလိုက်အဆန်ကလေးရှိရအဆန်လေးကိုမကြီးမကြီးသေးတဲ့ချမ်းတော့ထောင်းပြီးမှကျင်ငါရွက်နဲ့တောက်လို့ရတယ်မန်းနိုင်တယ်သူကမန်းသေးဝယ်မတုံးချင်လို့ဆိုမနော်မန်းသေးဝယ်မတုံးနိုင်တဲ့အနေထားဆိုအဲ့ဒါကိုကနဲ့ကိုအမှားတော့ဆေးဖို့မရှိပါဘူးဆိုနေတာမလို့ခွာနေရတယ်ကိုကနဲ့ကိုအဲ့လိုမန်းနိုင်တဲ့ဟာတွေလောက်တော့လို့ရတယ် မှတ်ထားလေမှတ်ပြီးကိုယ့်ကိုယ်ကမှတ်ပြီးတော့ငါ့ကိုမေးတာမှတ်နာမယ် ရတယ်ဖုန်းဆက်လိုက်ဖုန်းဆက်လိုက်မားလို့ဆိုလေမမမီလို့ဆို ဒီလိုစောင်းခွဲနှစ်တောင်းဒီဘက်လောက်ဆိုရင်တော့တစ်ပတ်လုံလေးလောက်ရရင်တော့အဲ့လိုနားနေဒီကသားပြတစ်ပတ်လုံးမှအဲ့လောက်ရဆိုခုတော့အဲ့ငါဝင်ပြအဲ့ဒါဆိုတောင်းခွဲလောက်ဆိုရင်ဒီကသူကလည်းရမှာဒါပေမဲ့သူကပါရောင်နေလို့စိတ်မချမ်းသာလေငါလေးပြီးမယ်ပြီးရင်လည်းမရပါဘူးငါစီဘူးလေးရောချီးပါအောင်ကားရရမရှိဘူးလောက်ကနားနေတာ ဘယ်နာလား လေလေကုန်းဟိုတန်းကြောင်ပတ်နေလေကုန်းသေးလေလမ်းတော့အဲ့ရတယ်နောက် အခါခိုင်ကနေလာကြလား ဟုတ်ကဲ့ သုံးရပတ်ရှာယူဒီမထူးလို့အဲ့စီခဏခဏဝေးသားဝဲမီးလိုက်တော့ရွာလေးလဲနေတာလို့ပြန် အဲ့မှာဟောလို့တယ်ဆိုလဲအဲ့လိုကြက်တော့လေးနဲ့ရှိတာလေးနဲ့ဝယ်တယ်ပေါ့ဒါညီမလေးတောင်းတာတို့ကတထားဟာလိုလိုက်တာနော်အဲ့ဆိုရင်လောတာရှင်ဖုန်းဆက်လို့မအကူအစားပဲခဏပျောက်သွားရင်စိတ်တက်စားလို့ရတယ်ဒီမပျောက်ခင်ခဏလေးပဲရှောင်နော်ပျောက်နိုင်တယ်အတူအစားရှောင်လို့အညိုမနန်နဲ့လို့အစားရှောင်လို့အညိုနန်မနန်တော့ဆိုရင်တက်တယ်ကွန်းလားခေါင်းဘူးမတည့်ဘူး အဲ့သူတဲ့တယ်ဆိုပြီးတောက် ခေါင်းဘူးမတည့်ဘူးခေါင်းဘူးမတည့်ဘူးကွန်းထက်အောင်ဆိုးတယ်သူကအပူ ဝါတယ် သူကတဲ့အပူနာတွေလေအပူနာတွေဒီအရက်တို့ခေါင်းရည်တို့ဘီယာတွေကမတည့်ဘူးရဲ့ဆေးလိုက်တာတွေလည်းမတည့်ဘူးရဲ့ စလိတ်ကမတော့အဲ့ဥစ္စာတောက်ဟောယူဘူးလေ ကွန်းကရိုးရိုးတဘာဝကွန်းဒီပဲငုံပေါ့ကွန်းမစားနဲ့ပေါ့ရိုးရိုးတဘာဝကွန်းဒီဆိုတာကွန်းဒီအလုံးတွေရှိရလေဘာလို့ကွန်းဒီစိတ်ကကန့်နဲ့ပေါင်းတာမလို့လဲတချို့အရကန့်နဲ့ပေါင်းတာဘောနော်အကုန်လုံးကြီးတော့မဟုတ်ဘူးတချို့အရာတဲ့ကိုကဘယ်ဟာကန့်မှာမပါကိုလည်းမအောင်လို့ဘူးလေအားကြတော့လေကွန်းဒီအလုံးကိုပြောတော့ကိုရာကွန်းစားလိုက်ပေါ့ထုံးဆိုလဲအတက်မယ် မာရာသား အိမ်မှာရာကွန်းအဲ့ဒါကွန်းဒီအစိတ်ဝင်တဲ့အလုံးကိုပဲကွယ်လားကွန်းဒီအလုံး ရှိမှရင်စိတ်ခေါ်ရ ရတယ်အဲ့လိုမျိုးဆိုရတယ် သူကစိတ်ပြီးတော့တန်းပြီးတော့လေရောင်းတာ အဲ့ဒါရတယ်အဲ့ဒါလေးပဲငုံခေါင်းရည်ချော့လိုက်ပေါ့နောက်ခေါင်းရည်ချော့လိုက် ဒါမှမတွေ့ရတော့ကြာပြီတော့သွားမယ်သွားပြီ အဲ့လိမ့်စိတ်ပြလိုက်အောင် ဆောက်လိုက်တာလည်းလေဗဇက်ထဲကနေယူလာမယ်နော်ယူလာမှာခွာလေးယူလာမှာ ဟ